เหมือนสงคราบินเอาตัวทีวีออนไลน์เขาขันดังเสียงครับวันเหมือนแน่ๆเขาขาดีไม่ย้อนลองถามตีตัวแทนหยวน F4 เขาเนาะที่เป็นปุ่มมูกี้ของโอกาสแล้วก็วันเหมือนแน่ๆเขาขาดีย้อนใส่ความมันเขาเนาะอันความมันแล้วขาได้ก็ป้อมเหมือนหนังอันเป็นป้อมเหมือนหนังใจแล้วก็เป็นเหตุก็ยาวก็ว่างความเหมือนเขาขาดสิกรรมค่ะปุ่มนี้มาชงค่ะมาสองจุดนั้นเราผมมุ่งอยู่ละไม่ชินไม่ชินแล้วUNFC อันนี้เนี่ยUNFC เนี่ยแต่มาที่แต่มาได้สุยาอุดมเสียงไงยังไงยิงเชียเนี่ยเรื่องการเนี่ยบอกมาผมมุ่งอยู่อันนี้เนี่ยเป็นโรมินเลยโอเคจอมาเพียงแค่ว่าฉันลุงเอเดนเนี่ยดิโลนั่งกันยี่สิบวันสามวิโรดีแต่ยังได้ดีอารมณ์ป่าเนี่ยUNFC ကိုလာပြီးတော့မေးတာအတွက်အထူးကျေးဇူးတင်တဲ့အကြောင်းပြောချင်တယ်ဒုတိယကတော့ဦးသိန်းစိန်သမ္မတဦးသိန်းစိန်ရဲ့ဩဂုတ်လ18ရက်နေ့1/2011သမ္မတရုံးအမိန့်စာနဲ့ခေါ်တဲ့ဟာကငြိမ်းချမ်းရေးအတွက်ဆွေးနွေးရန်ဖိတ်ခေါ်ခြင်းလို့သူပြောထားတာရှိတယ်အဲ့ဒီဖိတ်ခေါ်စာအတိုင်းဆိုရင်တော့သူကငြိမ်းချမ်းရေးအတွက်ဆိုတဲ့ပြောထားတဲ့အခါကျတော့နိုင်ငံရေးဆွေးနွေးဖို့ဆိုတဲ့ဟာဖိတ်စာလည်းမပါဘူးအဲ့ဒီမပါတဲ့ပုံမှာနိုင်ငံရေးဆွေးနွေးဖို့ကိုပါစီစဉ်ထဲမှာထည့်ပေးပါကျွန်တော်တို့ UNFC ကတော့ငြိမ်းချမ်းရေးဆွေးနွေးဖို့ကြိုဆိုတယ်သမ္မတကြီးဖိတ်ခေါ်တဲ့အတွက်လည်းကျေးဇူးတင်တယ်သို့တော့သမ္မတကြီးဖိတ်ခေါ်တဲ့ထဲမှာအချက်နှစ်ခုပါတယ်တစ်ခုကပြည်내အစိုးရတွေကနေတဆင့်ပဏာမစီစဉ်ပါဆိုပြီးတော့ပါတယ်နောက်တစ်ခါဒီတစ်ဖွဲ့ချင်းပဲလာပါလို့ပါတာအဲ့ဒီချက်နှစ်ခုကိုတော့ကျွန်တော်တို့ UNFC ကချက်ချင်းတုံ့ပြန်တာကဒီငြိမ်းချမ်းရေးဖိတ်ခေါ်တဲ့ဟာကျေးဇူးတင်တယ်ကျွန်တော်တို့လည်းငြိမ်းချမ်းရေးလိုချင်တယ်ဒါကြောင့်ကျွန်တော်တို့လုပ်မယ်သို့တော့ကျွန်တော်တို့ကသွားကျင်တာကပြည်내အစိုးရတွေကိုတဆင့်မဟုတ်တော့ဘဲနဲ့ပြည်ထောင်စုအစိုးရကိုယ်စားလှယ်နဲ့တခါတည်းတွေ့ကျင်တယ်နောက်တစ်ချက်ကတစ်ဖွဲ့ချင်းမဟုတ်ဘဲနဲ့ UNFCကနေပြီးတော့အားလုံးကိုစားပြုပြီးတော့ဖွဲ့ထားတဲ့ငြိမ်းချမ်းရေးဖွဲ့သွားရှိတယ်ဒီငြိမ်းချမ်းရေးဖွဲ့နဲ့ပြည်တော်စုငြိမ်းချမ်းရေးဖွဲ့နဲ့တခါတည်းတွေ့လိုက်ရင်အချိန်လည်းကုန်သက်သာတယ်လူရင်းလည်းရောက်တယ်ကျွန်တော်တို့ငြိမ်းချမ်းရေးယူမယ်အပြစ်ခါရမယ်ဆိုလဲဖွဲ့ပေါင်းစုံပါတဲ့အတွက်ပိုလွယ်မယ်လို့ကျွန်တော်တို့တင်ပြခဲ့တယ်အဲ့ဒီလိုတုံ့ပြန်ခဲ့တယ်သို့တော်လည်းပဲသမ္မတဦးသိန်းစိန်ဘက်ကကိုယ်စားလှယ်တွေကတော့တစ်ဖွဲ့ချင်းတွေ့တာကိုပဲဦးစားပေးပြီးတော့ UNFC ထဲကအဖွဲ့တွေကိုတစ်ဖွဲ့လိုက်တွေ့တာရှိတယ်ရှိတဲ့အခါကျတော့အဲ့လိုလိုက်တွေ့တဲ့အတွက်ဒီအောင်မြင်မှုတော့သူမရဘူး UNFC အဖွဲ့ဝင်မဟုတ်တဲ့အဖွဲ့ကိုကြတော့အဲ့လိုလိုက်တွေ့တာအောင်မြင်တယ်လို့ပြောလို့ရတယ် UNFC အဖွဲ့ဝင်တွေကိုလိုက်တွေ့တာတော့မအောင်မြင်ဘူးလို့ပြောလို့ရတယ်အဖွဲ့အားလုံးကတော့ UNFC မူတိုင်းပဲစုပေါင်းပြီးတော့တွေ့မယ်ပြည်တော်စုဆိုရနဲ့တွေ့မယ်အဲ့ဒီအချက်ကိုတော့ကျွန်တော်အခုချိန်ထိကင်ထားတာပါဗျာနောက်ပြီးတော့သူတို့တစ်ဖွဲ့ချင်းသူတို့လိုက်ပြီးတော့သူတို့ဖိတ်ခေါ်တယ်နောက်ပြီးတော့ဆွေးနွေးတယ်အဲ့ဒါဘာဖြစ်လို့သူတို့အဖွဲလိုက်ရတော့သူတို့ဘာဖြစ်လို့သူတို့မပြောချင်တယ်လည်းနေဒီတော့တရားမဝင်ပေါ့လေတည်င်းရတာကတော့ UNFC ကိုဖွဲ့လိုက်တဲ့အချိန်ဖွဲ့ပြီးတော့နိုင်ငံရေးရောစီရေးရောစုတဲ့ဟာကိုသမ္မတဦးသိန်းစိန်အစိုးရနည်းနည်းစိုးရိမ်တာရှင်းပြောရင်နည်းနည်းကြောက်သလိုဖြစ်တာပေါ့စကားပြောရမှာဒါကြောင့်ဒီလိုနိုင်ငံရေးရစုထားတဲ့အင်အားနဲ့ပြောရင်နည်းနည်းခက်မယ်တစ်ဖွဲ့ချင်းခွဲပြောတာကောင်းတယ်ဆိုတော့တို့ကစဉ်းစားတာဒါပဲစဉ်းစားပြီးတော့ကျွန်တော်တို့ကစုပြောမယ်ဆိုတာတော့လက်မခံဘူးတို့တော့အခုတစ်ဖွဲ့ချင်းလိုက်တွေ့ပြီချင်းကိုတွေ့ပြီ KNU တွေ့ပြီ KNPP တွေ့တယ် KIO လည်းတွေ့တယ်ဟာလားမွန်ကိုလည်းတွေ့တယ်အဲ့ဒါလိုတွေ့ပြီမဲ့လည်းဘယ်အဖွဲ့မှသဘောတူတယ်လက်မှတ်ထိုးတာတော့မရှိဘူးအားလုံးကသဘောတူမယ်လက်မှတ်ထိုးမယ်ဆိုရင် UNFC နဲ့ပဲလုပ်မယ်လို့ပြန်ပြောကြတယ်ပြောတဲ့အခါကျတော့တို့လည်းဒါတို့အချိန်ကုန်သွားပြီတို့ဒါကြောင့် UNFC နဲ့အားလုံးနဲ့တခါတည်းတွေ့ဖို့ပြန်စီစဉ်တာကောင်းတယ်ဆိုပြီးတော့ line ပြောင်းလိုက်တာပေါ့တို့အဲ့ဒါလို့တွေ့ရတယ်လေအခုအချိန်နေနောက်ပြီးတော့ဒီနိုင်ငံရေးလမ်းစဉ်နိုင်ငံရေးညှိနှိုင်းရေးကလန်တဲ့အပေါ်မှာသူတို့မဖိတ်ခေါ်ရတာတဲ့ UNFC နဲ့နောက်ပြီးတော့ ENC နဲ့ခုနောက်ဖွဲ့ကြတဲ့နိုင်ငံရေးပါတီနဲ့နော်
နောက်ပြီးတော့ဒီအထက်မှာဘာဖြစ်တော့တို့ ENC နဲ့ဘာဖြစ်တော့တို့စကားမပြောချင်တယ်ဒါမှမဟုတ်ရင်တို့အခန့်ကဏ္ဍမရောက်သေးတဲ့လားတော့ကျွန်တော် ENC ကတော့ကျွန်တော်နဲ့မဆိုင်တော့အသိဝေဖန်ချက်မပေးခြင်းဘူး။ဘာကြောင့်လဲဆိုတော့နောက်တစ်ချိန်ထဲမှာပဲ ENC ရဲ့ပုံသဏ္ဍာန်ကကိုယ်တိုင်ပါတနာပေါ့ dialogue ပါတနာမဟုတ်ဘူးသူကစကားပြောတဲ့နေရာမှာပါတဲ့လူက dialogue ပါတနာလို့ခေါ်တယ်အဲပါတနာမဟုတ်ဘူးသူက facilitator လို့ခေါ်တဲ့အဲ့ဒီလိုနိုင်ငံရေးစကားပြောပွဲတွေတွေ့ဆုံပွဲတွေဖြစ်အောင်လုပ်ပေးတဲ့ facilitate လုပ်ပေးတဲ့အဖွဲ့ပဲဖြစ်နေတာဒါကြောင့်သူကိုယ်တိုင်စကားပြောဖို့မလိုဘူး ENC ရဲ့အကြံပေးဟလာဥဟာညောင်ခွေကလည်းဗမာပြည်ပြန်ပြီးတော့ဥအောင်မင်းကိုခေါ်လာပြီးတော့ဒီဘက်မှာရှိတဲ့အဖွဲ့တွေနဲ့တွေ့ပေးတယ်သူကိုယ်တိုင်ဘာမှမပြောဘူးသူကစီစဉ်ပေးတဲ့လူပဲရှိတယ်ဒါကြောင့် ENC ကိစ္စတော့ကျွန်တော်တွေ့တာတော့စီစဉ်ပေးတဲ့အဆင့်မှာရှိတယ်ကိုယ်တိုင်ပြောမဲ့အဆင့်မဟုတ်ဘူးကိုယ်တိုင်ပြောရမှာက UNFC ဖြစ်တယ်နောက် UNFC အဖွဲ့ဝင်တွေ KNU တို့ KIO တို့ဒါတွေကကိုယ်တိုင်ပြောကိုယ်တိုင်အပြည့်ရမလားမရဘူးလားဆုံးဖြတ်မယ်အဖွဲ့တွေ ENC နဲ့တော့ကွာတာပေါ့အဲ့ဒါတော့နောက်ပြီးတော့ဒီနိုင်ငံရေးเนี่ยဖြစ်ရှိမဲ့အပိုင်း၃ပိုင်းကိုဘူမူကြီးအနေနဲ့ပြေလို့ထင်တယ်လေနာပထမပိုင်းကစေရရက်တတ်မယ်ဒုတိယကဖွံ့ဖြိုးရေးတတိယကနိုင်ငံရေးစကားပြောမယ်ဒီအဲ့အပိုင်း၃ပိုင်းကိုဘူမူကြီးအနေနဲ့ပြေလို့မြင်တယ်ကျွန်တော်တို့ကြည့်တာတော့ဒီဦးသိန်းစိန်အစိုးရကဒီသူ့ရဲ့ဗမာရဲ့ပြောတဲ့စကားပဲဖြစ်ဖြစ်သူတို့ရဲ့စဉ်းစားတာပဲဖြစ်ဖြစ်ဒီဗမာပြည်မှာဖြစ်နေတဲ့တိုင်းရင်းသားတွေရဲ့ဒီအရေးခင်းကပြဿနာကစီးပွားရေးပြဿနာသူဒီမဟုတ်ဖွံ့ဖြိုးမှုနောက်ကျလို့ဖြစ်တယ်လို့တခါတလေပြောတာကြားရတယ်ဒါနိုင်ငံရေးပြဿနာဖြစ်တယ်ဒါကဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဖြစ်တယ်ဆိုတာမပြောကြဘူးမပြောကြတဲ့အခါကျတော့တိုင်းရင်းသားတွေဘက်ကကြတော့ဒါနိုင်ငံရေးပြဿနာဒါဖွဲ့စည်းပုံအခြေခံဥပဒေပြဿနာဒီဖွဲ့စည်းပုံအခြေခံဥပဒေတွေနိုင်ငံရေးတွေကြောင့်တိုင်းရင်းသားတွေကဒဏ်တူရေးမရှိဘူးအခွင့်အရေးတွေဆုံးရှုံးတယ်ဒါကြောင့်လက်နက်ကိုင်တိုက်တယ်သို့တော့ဦးသိန်းစိန်တို့ဘက်ကတော့တိုင်းရင်းသားတွေကဝင်ငွေမရှိဘူးအလောက်ကိုင်မရှိဘူးစီးပွားရေးမကောင်းဘူးဒါကြောင့်ဝင်ငွေရှိမယ်အလောက်ကိုင်တွေရှိမယ်စီးပွားရေးတွေကောင်းရင်ပြဿနာမရှိတော့ဘူးလို့သူတို့ကတွက်တဲ့ခါကျတော့သူတို့ဘက်ကအမြင်ကတစ်ကအပြစ်ခတ်ရထားလိုက်နည်းနည်းငြိမ်အောင်ထိန်းထားလိုက်ပြီးရင်စက်ရုံလှုပ်ယုံတွေလှုပ်ပေးစီးပွားရေးဖွံ့ဖြိုးအောင်လှုပ်ပေးစီးပွားရေးလှုပ်ပြီးဆိုရင်သူတို့အတွေ့အကြုံပေါ့လေ10နှစ်အနှစ်30ဟိုစီးပွားရေးလှုပ်တဲ့အဖွဲ့တွေရှိတယ်စီးပွားရေးလှုပ်ပြီးဆိုရင်တော်လိုင်းရေးဘဝဒီတော်လိုင်းရေးသမားကနေပြီးတော့ဒီစီးပွားရေးသမားဖြစ်သွားရင်သူကနောက်ပိုင်းမှာသုံးလို့မရတော့ဒါကြောင့်စီးပွားရေးတော်ထဲကိုရောက်အောင်ဟုတ်လားဝင်ငွေရတဲ့အလုပ်တွေအများဆုံးရတဲ့အလုပ်တွေကိုသွားမဲ့လုံးပေးပြီးတော့အဲ့ဒါလိုဆွဲကျင်တာနဲ့တူပါတယ်ဒါကြောင့်အပြစ်ခတ်ရစီးပွားရေးကိုအရင်လုပ်စီးပွားရေးလုပ်လိုက်ပြီဆိုတော့အကြံနာတွေအားလုံးမေ့ပြီးတော့အဖွဲ့အစည်းတစ်ခုကမခိုင်တော့ဘဲနဲ့တကယ်နိုင်ငံရေးစကားပြောတဲ့ချိန်ကျတော့မပြေလည်ဘူးပြန်တိုက်မယ်ဆိုရင်တိုက်တဲ့လူကမရှိတော့စီးပွားရေးလောက်ကြရောဒါကြောင့်နိုင်ငံရေးစကားပြောတဲ့ဟာကိုနောက်ကိုရွှေ့ထားတာတခြားမဟုတ်ဘူးနိုင်ငံရေးပြောလို့အဆင်မပြေဘူးဖြစ်တတ်တယ်အဆင်မပြေရင်ပြန်ပြီးတော့ကိုယ်နေရာကိုပြန်နေမယ်ဆိုရင်စီးပွားရေးလုပ်တဲ့လူတွေကမလာတော့သူကကောင်းစားနေပြီအိမ်တွေတိုက်တွေတားနေတယ်ဆိုတော်တယ်မလာကျင်တော့အဖွဲ့အစည်းတစ်ခုကအားနေသွားတယ်ဒါကြောင့်ဦးသိန်းစိန်ကပြခါရစီးပွားရေးအရင်လို့စီးပွားရေးတချို့ချမ်းသာလောက်ပြီးဆိုနိုင်ငံရေးခေါ်ပြောနိုင်ငံရေးအဆင်မပြေရင်အဖွဲ့အစည်းကအားမရှိတော့ဒါသူကတွက်တာကျွန်တော်တို့ဘက်ကကြတော့အဲ့ဒါလို့မဟုတ်ကျွန်တော်တို့ဘက်ကပြောင်းပြန်အဖြစ်ကရတာကိုတော့မှအရင်မဟုတ်ဘူးအပြစ်ခတ်မရခင်မှာကိုပဲကျွန်တော်တို့နိုင်ငံရေးရစကားပြောမယ်တိုင်း frame ပေါ့3လအတွင်းပြောမယ်ဟာလာရက်ပေါင်း60အတွင်းပြောမယ်6လအတွင်းပြောမယ်နိုင်ငံရေးစကားပြောပွဲကိုစီစဉ်ပေးမယ်ဘာမှမပူနဲ့အဲ့ဒါတေချာပြီးအာမခံချက်ရှိပြီးဆိုရင်အဲ့ဒါခါကြမှာအပြစ်ကိုရလိုက်ရပြီးတော့နိုင်ငံရေးစကားပြောအပြစ်မရဘဲနဲ့နိုင်ငံရေးစကားပြောဖို့ကလည်းယုံကြည်မှုမရှိဘူးနောက်ကြောင်းမလို့ဘူးဒါကြောင့်အပြည့်ရဖို့လိုတယ်ပြီးနိုင်ငံရေးစကားပြောမယ်ဒါပေမဲ့နိုင်ငံရေးစကားပြောတဲ့ဟာအာမခံချက်မရှိဘဲနဲ့အပြည့်ကိုအရင်ရလို့လည်းမရအောင်အပြည့်ရပြီးတော့ဟုတ်လားတစ်နှစ်10နှစ်နိုင်ငံရေးစကားမပြောဘဲနေခဲ့တာကြာပြီ1989 90တုန်းကအပြည့်တစ်ခါရပြီးပြီအဖွဲ့အားလုံးရတယ်19ဖွဲ့လောက်18ဖွဲ့လောက်ရတယ်ဒါပေမဲ့နိုင်ငံရေးတစ်ခါမှမပြောတဲ့အခါကျတော့
အခုဖွဲ့စည်းပုံအသစ်နဲ့ဦးသိန်းစိန်အစိုးရပေါ်လာတဲ့ခါကျတော့နိုင်ငံရေးစကားပြောမယ်ခေါ်တာလက်ထပ်မရှိသေးဘူးအပြည့်ရဖို့ပဲအရင်ပြောနေတာပြောတဲ့ခါကျတော့အပြည့်ရမယ်ဆိုရင်နိုင်ငံရေးစကားပြောဖို့အာမခံပါကြီးညာပေးကျွန်တော်တို့ပြည့်ရတော့မယ်ပြည့်ရပြီးရင်ရပောင်း60အတွင်းနိုင်ငံရေးစကားပြောမယ်ကြီးညာပြီးမြင်အဲ့ဒီကြီးညာချက်ထွက်ပြီးရင်တရားဝင်ပြောပြီးရင်တော့အပြည့်အကုန်လုံးရလိုက်ရပြီးရင်သေချာပေါ့နိုင်ငံရေးစကားပြောလိုက်စီးပွားရေးတွေဗုဒ္ဓဘာသာဖွံ့ဖြိုးရေးတွေကပြဿနာမဟုတ်ဘူးအဲ့ဒါတွေကနိုင်ငံရေးပြည်လဲတယ်ဆိုရင်ကိုပြည်နယ်အသီးသီးမှာလူမျိုးအသီးသီးမှာဟုတ်လားလုတ်ပိုင်ခွင့်အာဏာနိုင်ငံရေးအာဏာလုတ်ပိုင်ခွင့်အာဏာတချို့ရလာပြီဆိုရင်စီးပွားရေးတို့ပညာရေးတို့ကျန်းမာရေးတို့ကိုယ့်ကိုယ်လှုပ်လို့ရတယ်ဘာပြည်တော်စုဆိုရလှုပ်ပေးဖို့မလို့ဘဟိုကလည်းဘာမှမလို့ကိုယ့်ကိုယ်လှုပ်နိုင်တယ်သို့တော့အဲ့ဒီလှုပ်ခွင့်ပေးဖို့ပဲအဲ့ဒီလှုပ်ခွင့်ကိုဘယ်မှာရမလဲဆိုတော့နိုင်ငံရေးဆွေးနွေးပွဲမှာရနိုင်ငံရေးဆွေးနွေးပွဲကနေပြီးတော့ဟုတ်လားဒီပြည်နယ်တွေမှာဘာလှုပ်ခွင့်ရှိတယ်တိုင်းရင်းသားတွေကဘာလှုပ်ခွင့်ရှိတယ်ဆိုတာဖွဲ့စည်းပုံကိုပြင်လိုက်ပြီးတော့ပေးလိုက်ရင်ဂျန်တဲ့ကိစ္စအကွက်ကိုလောက်ဘာဘဟိုကဘာမှနောက်ဆက်ဖို့တော့မလိုတော့အဲ့ဒါပဲဒါကြောင့်အခုချင်းကတ်တဲ့ပုံကတော့မတူဘူး UNFC နဲ့တိုင်းရင်းသားတွေချင်းကတ်တာကနိုင်ငံရေးဆွေးနွေးဖို့အတွက်အာမခံပြီးတော့မှပြည်ရမယ်အပြည့်ရပြီးတော့နိုင်ငံရေးစကားပြောမယ်ပြောပြီးတော့မှဖွံ့ဖြိုးရေးတို့စီးပွားရေးတို့လုပ်ဒါသူတို့နဲ့ပြောင်းပြန်ဒီချက်လက်ချက်ရဲ့မူတည်ပြီးတော့ဒီ RCA တို့ ASA လို့လက်မှတ်ထိုးသွားချက်တဲ့အပေါ်မှာပူမှုရင်းနဲ့ဘယ်လိုမြင်လဲဝေဘာမို့ခက်ပါလားဒီအမြင်ပေါ့နည်းနည်းစောပါသေးတယ်ဘာကြောင့်လဲဆိုတော့ RCSS တို့အနေနဲ့ကသူ့ရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိတယ်သူ့အဖွဲ့အစည်းကလွတ်လပ်တယ်ဘယ်သူနဲ့မှလည်းမတွဲဘူးဘယ်သူနဲ့မှလည်းမပေါင်းတော့သူ့မူသူဆုံးဖြတ်တာတော့ကျွန်တော်တို့ကကောင်းတယ်လည်းပြောလို့မရဘူးမကောင်းဘူးလည်းပြောလို့မရဘူးလောက်သူလုတ်တဲ့ထင်လောက်ပေါ့ဒါတော့ကျွန်တော်တို့ဘာမှမပြောဘူးသို့တော့ဒီလောက်ရတစ်ခုကအစကိုတော့ကြည့်လို့မရဘူးရလက်ကိုကြည့်ရလက်ဆိုတဲ့ဟာပေါ့ဆာမွေးဖြည့်တယ်ဒီကောင်ဆာမွေးဖြည့်တယ်အောင်လားမအောင်လားဆိုကြည့်အောင်တယ်ဆိုမှဒါကောင်းတယ်မအောင်ဘူးဆိုရင်ဒါမကောင်းဘူးအခုကဘာမှမထွက်သေးဘူးဝင်တာဆာမွေးဝင်တော့မရှိသေးတယ်ရလက်ကမရှိသေးဘူးဖြည့်တော့မဖြည့်သေးဘူးလားဘယ်လိုလဲမသိဘူးရလက်ကမတွေ့သေးဘူးရလက်တစ်ခုတွေးလိုက်ပြီဟုတ်လားရှမ်းပြည်မှာရှမ်းပြည်သူတွေကအေးဆေးဆေးနေရပြီဟောစစ်သားကောက်တာတို့ဘာတို့အခွန်ကောက်တာတို့မရှိတော့ဘူးမဆိုတော့ကလည်းနယ်ထဲမှာသွားရေးလာရေးကိုယ်အိမ်မှာကိုဟုတ်လားတော်တော်မှနေဆင်းရဲပြဖြစ်ဖြစ်ချမ်းသာတာဖြစ်ဖြစ်ကိုယ်အိမ်မှာကိုစိတ်ချလက်ချအိတ်နိုင်တယ်ရှမ်းနေအားလုံးတောင်ရမှာဆိုလဲတော့အိတ်နိုင်ရောရတယ်ဘာမှမကြောက်ရတော့ဘူးအဲ့ဒါတဖြည်းဖြည်းရလက်တွေကိုကြည့်ရလက်တွေ1 2 3 4 5ဟုတ်လားအေးရလက်တွေကောင်းလာရင်တော့ဒါကောင်းတယ်တော့ရလက်တွေမထွက်သေးရင်တော့ပြောရခက်တာအခုကတော့ပြောလို့စောတာပေါ့ဘလို့ဒါတင့်တယ်မသိဘူးဆိုတာရလက်ထွက်လာတဲ့ပုံကကြည့်ရမယ်လို့အဲ့ဒါကျေးဇူးပါနောက်ပြီးတော့ဒီ UNFC ရဲ့ systemic နိုင်ငံရေးခရီးကိုဘုံမွေးနေနဲ့ဘယ်လိုမြင်လဲဘယ်လိုတွားတင်တယ်ဒီငင်းချမ်းရေးတကယ်ငင်းချမ်းရေးကိုရောက်ဖို့ဒီတကယ်ငင်းချမ်းရေးဆိုတဲ့ကိစ္စမှာကျွန်တော်တို့ကတော့တကယ်ငင်းချမ်းရေးခေါ်တာပေါ့အခုဦးသိန်းစိန်အစိုးရကတော့ထာဝရငင်းချမ်းရေးလို့သုံးတယ်သူတို့အသုံးပေါ့လေကျွန်တော်တို့ကလည်းဒီအမြဲတမ်းငြိမ်းချမ်းရေးထာဝရငြိမ်းချမ်းရေးကိုမလိုချင်တာမဟုတ်လိုချင်တာသို့တော့ဒီငြိမ်းချမ်းရေးကိုအတိတ်ပဲဖွင့်တာမတူပထမဆုံးဦးသိန်းစိန်ဖွင့်တာပြောပြမယ်ဦးသိန်းစိန်ဖွင့်တဲ့ထာဝရငြိမ်းချမ်းရေးဆိုတာကသူကထာဝရမရောက်ခင်မှာယာယီငြိမ်းချမ်းရေးရှိတယ်ထာဝရမဟုတ်တဲ့ဟာပေါ့ယာယီငြိမ်းချမ်းရေးကဘာလဲဆိုတော့တယောက်မပြစ်တော့တဏှတ်မရှိတော့ဟိုစစ်တာလည်းမပြုတ်တရားလည်းမပြုတ်သူတနာသူနဲ့သူနေဝလို့ပေါ့သူနေကွာကိုပွင့်ပြိုးရေးလို့စီးပွားရေးလို့တယောက်ဘာမှရမရှာဘူးတနာတာမရှိတော့ရာရင်ငင်းချမ်းပြီဒါလောဆယ်မပြစ်တော့ဘူးသူနေကွာကိုနေရာရင်ဒါမဲ့ထာဝရကိုပြောတာတော့အဲ့ဒီတနာကင်လာတဲ့လူတွေတနာကိုချလိုက်ပြီးတော့နော်တမတော်တစ်ခုတည်းအောက်ရောက်ဖွဲ့စည်းပုံအတိုင်းပေါ့ပမာပြည်မှာတမတော်တစ်ခုတည်းရှိရမယ်အဲ့တမတော်လက်အောက်ထဲကိုအဲ့တနာတွေပို့လိုက်ပြီးဘယ်သူမှတနာမရှိတော့တမတော်တစ်ခုပဲတနာရှိတယ်အဲ့ဒါဆိုရင်သူထာဝရငြိမ်းချမ်းပြီဘယ်သူမှသူ့ပြန်မတိုက်တော့ယာယီကတော့တနာရှိသေးတယ်ပြစ်လို့ရသေးတယ်
ထာဝရမှာတော့တဏှာမရှိတော့တမတော်တစ်ဖက်ပဲတဏှာရှိတယ်ဒါဆိုတော့ तू ကဘယ်သူမှမကြောက် तू သွားပြီးတော့ရိုက်ရင်တော့ရတာဒါပေမဲ့ဟိုကပြန်ပြစ်လို့မရတော့အဲ့ဒါလို့ဆိုတော့ဒါထာဝရလို့ဒါအတိတ်ပဲဖွင့်တာပေါ့ဦးသိန်းစိန်ကဒါပေမဲ့ကျွန်တော်တို့ဖွင့်တာအဲ့လိုမဟုတ်ကျွန်တော်တို့ဖွင့်တဲ့ငြိမ်းချမ်းရေးကြတော့တရားမျှတတဲ့ငြိမ်းချမ်းလေးကိုခေါ်တာအင်္ဂလိပ်လိုတော့ justice peace ပေါ့တရားမျှတသောငြိမ်းချမ်းရေးဆိုတာပါလဲဆိုတော့ကြီးနိုင်ငယ်ချင်းမဟုတ်ဘူးကိုကကြီးတယ်ငယ်တဲ့ကောင်မင်းမလှုံးနဲ့လို့ငြိမ်တော့ငြိမ်ချမ်းတာပဲဟိုကောင်လည်းငြိမ်နေရတယ်ကြီးတဲ့ကောင်ဒါပေမဲ့အဲ့ဒီငြိမ်ချမ်းတာမမှန်ဘူးဟိုကောင်ငယ်တဲ့ကောင်မခံချင်းသူပြန်ချမှာပဲအဲ့ဒါတော့ပြတ်သွားငြိမ်ချမ်းရေးကဒါကြောင့်ကြီးနိုင်ငယ်ချင်းလှုပ်တဲ့ငြိမ်ချမ်းရေးတစ်ဖက်မှာတနတ်တွေရှိတယ်အားရှိတယ်တစ်ဖက်မှာတော့ဘာမှမရှိတော့အဲ့ဒါဆိုတော့အဲ့ဒါကတခါဒီအားရှိတဲ့ကောင်အားမရှိတဲ့ကောင်သွားနိုင်တယ်အဲ့ဒါကငြိမ်ချမ်းသလိုပဲကြီးတော့ဒါပေမဲ့ဒါတကယ်ငြိမ်ချမ်းတာမဟုတ်မခံကျင်သိနဲ့ပြိပက္ခဖြစ်လာမှာတဏှာမရှိဘူးဆိုလဲရတုံးနဲ့ဓာတ်နဲ့ပြန်ပြချမှာပဲအဲ့ဒါဆိုပြန်ဖြစ်အောင်ပါဒါကြောင့်တကယ်ငြိမ်းချမ်းရပါဆိုတော့ရာမဖြစ်တော့တဲ့အောင်အဆင်ပြေပြေဖြစ်တော့သူဘာလို့ခြင်းလဲကိုဘာလို့ခြင်းလဲကိုကဘလို့နေကိုကဘလို့နေဒီအင်္ဂလိပ်လိုတော့ accommodation လို့ခေါ်တာပေါ့နေရာချထားတာမှန်မို့လို့ပမားဒီလိုနေရှမ်းဒီလိုနေကချင်ကဒီလိုနေကရင်ကဒီလိုလို့အဲ့ဒါလို့ကိုပြည်တော်သူထဲမှာ accommodation တဲ့သွားရင်ဒါကတကယ်တရားမျှတတဲ့ငြိမ်းချမ်းရေးဖြစ်လာတယ်ဒီကောင်ကဆရာဒီကောင်ကတပည့်ဒီကောင်ကဘိုလ်ဟိုကောင်ကဟိုငယ်သားအဲ့ဒါလို့နောက်လိုက်အဲ့ဒါလို့ဆိုရင်ငြိမ်းချမ်းရေးကမဟုတ်ဘူးငြိမ်းချမ်းရေးထာဝရတကယ်ငြိမ်းချမ်းရေးစစ်တရားမျှတငြိမ်းချမ်းရေးကဒီအခွင့်အရေးတွေကိုဟိုစဉ်းစားတဲ့နေရာမှာမျှတတာဖြစ်ပြီးတော့ဟုတ်လားဥမာပြည်တော်စုတွင်းမှာပြည်တော်စုကပဲအာဏာယူပြည်တော်စုအဖွဲ့ဝင်ပြည်နယ်တွေကပဲအာဏာယူဒီပြည်နယ်တွေကဘယ်လူမျိုးတွေကဘယ်ပြည်နယ်မှာရှိမလဲရှိရင်ဒီလူမျိုးတွေအတွက်သူတို့ရဲ့ဟုတ်လားဒီဟိုပါပေါ့အင်္ဂလိပ်လိုခေါ်ရင်တော့ self determination ပေါ့ဗမာလိုတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးပေါ့အဲ့ဒါပါလေပတ်မှတ်ပေးပြီးတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးနဲ့နေဒါပေမဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကစီကံရှိတယ်တော့အလကားမဟုတ်ဘူးကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကခွဲထွက်တာမဟုတ်နံပါတ်1နံပါတ်2ကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးအပေါ်မှာ20ရှိတာတစ်ဆင့်ကပြည်တော်စုရှိတာပြည်နယ်တွေမှာကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပေမဲ့ပြည်တော်စုကသူ့ကိုထိန်းထားတာပြည်တော်စုကချုပ်ကြအာဏာကိုင်တာကြော်လို့မရနောက်ဒုတိယတစ်ခုကပြည်နယ်ကကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိပေမဲ့သူ့အထက်မှာပြည်တော်စုဖွဲ့စည်းပုံအခြေခံဥပဒေရှိတယ်ဒီအခြေခံဥပဒေရဲ့ပြည်တော်စုအစိုးရတို့ပြည်တော်စုတမတော်တို့ကရှိနေတော့ဒီကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကျင့်သုံးတဲ့ပြည်နယ်ကပြည်တော်စုကနေခွဲသွားတာတို့ပြည်တော်စုကနေပြီးတော့ဟုတ်လားအားသုံးပြီးတော့ပဲ့သွားတာတို့ဘယ်လုံးမှမဖြစ်နိုင်တာဒါကြောင့်ခွဲထွက်ခွင့်မပါတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အခွင့်အရေးကျွန်တော်တို့အဲ့လိုတဲ့ပဲရေးလိုက်တယ်ခွဲထွက်ခွင့်မပါတော့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အဲ့ဒီအခွင့်အရေးကိုတိုင်းသားတွေကိုပေးရမယ်ပြည်နယ်တွေကိုပေးရမယ်အဲ့ဒါလိုပေးလို့ဟုတ်လားဗမာလည်းသူလူများတယ်လူမျိုးကြီးတယ်ဟုတ်လားဗမာလည်းလူများတယ်လူမျိုးကြီးတော့ပြည်နယ်ကြီးတစ်ခုလောက်ပေါ့ဗမာမျိုးသားပြည်နယ်ကြီးလောက်ကြီးနေအဲ့ဒီမှာနေလို့ရှိရင်ဒါဒါဆိုရင်နေရာချထားတာမှန်သွားပြီဒါဗမာမျိုးသားပြည်နယ်ဒါရှားမျိုးသားပြည်နယ်ဒါကချင်မျိုးသားပြည်နယ်နေရာချတာမှန်သွားပြီဒါဆိုအမျိုးသားမရှိတဲ့နေရာဘယ်လိုလုပ်မလဲအေယာဝတီတို့ဟုတ်လားတနင်္သာရီတို့ဘယ်လိုလုပ်မလဲတိုင်းခွန်တိုင်းပါအဲ့ဒါဆိုရင်တော့တိုင်းမဟုတ်ဘူးပြည်နယ်ပဲမြို့ဝကျွန်းပေါ်အေယာဝတီပြည်နယ်တနင်္သာရီပြည်နယ်တိုင်းနဲ့ပြည်နယ်နှစ်ခုရောတာပြည်တော်စုမဟုတ်ဘူးပြည်တော်စုဆိုရင်နာမည်တစ်မျိုးပဲရှိတယ်အမေရိကန်မှာလိုက်ကြည့် state ပဲ Texas state Arizona state ဟုတ်လား New York state တခြားနာမည်မရှိဘူးဗမာလည်းပြည်နယ်ဗမာလည်းတိုင်းမရှိဘူးတခုပဲ Washington DC တခုပဲမြို့တော်ဖြစ်နေလို့ကျန်တဲ့နေရာအားလုံးက state တွေပဲ90ဆိုလဲ state ပဲနာတော့ဗမာပြည်မှာ14-15ခုပဲရှိတာပဲဘာလို့အားလုံး state ဆိုလဲ state ပေါ့ဟုတ်ပါဖြစ်လဲတိုင်းဒေသတို့ဘာလို့မထွင်နဲ့တော့အလကားပဲမထူးဟုတ်လား state အဆင့်ကိုပေးလိုက်အဲ့ဒါဆိုဒန်းတူယူတူ state တွေဖြစ်သွားမယ်ပြည်တော်စုလည်းပါရသွားမယ်ကျွန်တော်ပြောနေတဲ့ဟုတ်လားငြိမ်းချမ်းရေးပြဿနာမရှိတော့ဘူးဆိုတဲ့အတိုင်းပြည်လည်းဖြစ်သွားမယ်မတူဘူးချင်းကတ်တာနောက်ပြီးတော့ဒီအခုဒီသမရဦးဒင်းစေရငင်းချင်းရေးလမ်းကမဲ့ရဲ့အပေါ်မှာသူတို့တကယ်နိုင်ငံရေးနဲ့တကယ်သူတို့နိုင်ငံရေးကိုငင်းချမ်းစေရှင်သလား
ဒါမှမဟုတ်ဟိုရင်တို့ရဲ့တစိတ်တစ်ပိုင်းမှာတို့ရဲ့ကျင်းလာလို့ဘုံမူရတဲ့ပြေလို့မင်းတယ်ဒီကိစ္စလည်းပဲကြိုတင်ဟောကိန်းထုတ်ဖို့တော့နည်းနည်းလေးခက်တယ်။ဘာကြောင့်လဲဆိုတော့ခဏကပြောတာလည်းပြပြောရရင်တော့ရလပဲ reserve ပေါ့ reserve ဘာထွက်လဲပေါ့အခုအချိန်ထိကတော့သမ္မတကြီးဦးသိန်းစိန်ရဲ့သူ့ရဲ့အထူးကိုယ်စားလှယ်ရတမီထားဝန်ကြီးဦးအောင်မင်းရဲ့ဦးအောင်ပေါင်းရဲ့ဦးသိန်းစောရဲ့ဒီဖွဲ့တွေကတော့လိုက်တွေ့ရတယ်လိုက်ဆွေးနွေးတယ်လိုက်ဆွေးနွေးလိုက်တွေ့လိုက်ပြီးတော့ဟိုဟာပေါ့ဘာလို့ခြင်းလဲပြောဖွဲ့ကြီးတယ်ငယ်တယ်မခွဲခြားဘူးကျွန်တော်တို့အားလုံးတသားတည်းပဲလိုက်ခေါ်တာပေါ့ဒီတခါတိုင်းတစ်ခါမှမလုပ်ဘူးတဲ့ဟာပေါ့ထိုင်းနိုင်ငံမှာလိုက်ပြီးတော့ခေါ်တယ်လိုက်တွေ့တယ်အလွတ်သဘောပေါ့တရားဝင်မဟုတ်တရားဝင်ကြတော့သူတို့ကပေါင်နဲ့ပြန်ထက်တရားဝင်ဆိုရင်ချင်းဆိုဟာခါကိုသွားကရင်ဆိုရင်ဖာအောင်ကိုသွားရှမ်းဆိုရင်တောင်ကြီးကိုသွားဟာလားကချင်သဘောတူခြင်းလားတူခြင်းမြစ်ကျနာသွားသူတို့အဲ့ဒီကိုသူတို့ဟိုမူလထုတ်ထားတဲ့အတိုင်းပဲပြန်မောင်းထည့်တယ်ဒါပေမဲ့အဲ့ဒီလိုမသွားခင်မှာတော့ပနာမကတော့သူတို့ကလိုလိုက်တယ်လို့ပေါ့ဗျာလိုက်တွေ့တယ်ဒါပေမဲ့အခုချိန်ထိရလတ်တွေကမတွေ့သေးဘူးဒါတခုနောက်တစ်ခုကလည်းစစ်တပ်ဗမာတပ်မတော်ခေါ်ဟာလားဘာတောက်ခေါ်ဒီစစ်တပ်ကအခုချိန်ထိသူအလုံးလုံးနေတာဖွဲ့စည်းပုံထဲမှာလည်းရေးထားတယ်စစ်တပ်နဲ့ပတ်သက်ပြီးတော့အစိုးရဝင်အောင်ဆက်ဖက်လို့မရဘူးစစ်တပ်ကကိုယ်လုံးသူလုံးရမယ်ဒါကြောင့်အခုစစ်တပ်မှာရှိတဲ့ဟာလားကာကွယ်ဦးစီးချုပ်ကတချို့ကိစ္စတွေမှာသူ့သဘောနဲ့သူလှုပ်လို့ရတယ်သူလှုပ်တဲ့နေစဉ်လှုပ်တယ်ဥပမာသမ္မတအမင်းရလို့ပြောမယ်ကာကွယ်ဦးစီးချုပ်ကဟာမဟုတ်ဘူးကချင်တွေကိုတော့ဆုံးမဖို့လိုတယ်ဆိုရင်သူကလှုပ်ချင်းလှုပ်မှာဒါမတူတဲ့သဘောရှိလာတဲ့ခါကျတော့ဦးသိန်းစိန်ဆိုရရဲ့အပြော့ဇွဲနဲ့စစ်တပ်ကအားသုံးပြီးတော့အကြမ်းဖက်တာနဲ့နှစ်ခုကပြိုင်နေတယ်ဒီနှစ်ခုပြိုင်နေတဲ့ဟာကရည်ရွယ်ချက်ကတိုင်းပြည်တကယ်အေးချမ်းဖို့လားတို့ဒီမဟုတ်ခဏပြောတဲ့သူတို့အပြောပေါ့လေထာဝရငြိမ်းချမ်းရေးလို့ဦးသိန်းစိန်ပြောနေတဲ့လက်နက်တွေဟိုသူအသိမ်းဖို့လားလက်နက်ကင်အဖွဲ့တွေကိုအားနေတော့လုပ်မယ်ပြီးတော့လက်နက်တွေကိုသိမ်းလိုက်မယ်ဆိုတော့ထာဝရကိုသွားကျင်သလားဒါတော့မရှင်းဘူးမရှင်းတဲ့အခါကျတော့ဒီအခုကလမ်းဆောင်လမ်းကွာရောက်နေလမ်းဆောင်လမ်းကွာတနေရာယူတနေရာထားရောက်နေနော်အခုလမ်းကွာတစ်ခုရောက်ပြီမကြခင်မှာကျွန်တော်လည်းနောက်ထပ်လမ်းကွာတစ်ခုရောက်မယ်အစ်စ်လားတူလားပေါ့ဒါပါလဲတိုင်းသားတွေကိုတကယ်နေရာချထားပေးခြင်းသလားသို့ဒီမဟုတ်ဒီစီးပွားရေးတွေဖွံ့ဖြိုးရေးတွေလုပ်ပေးပြီးတော့ဟာလာကိုအမျိုးသားနိုင်ငံရေးကိုပျောက်သွားအောင်မေ့သွားအောင်လုပ်ချင်သလားဒါတော့ကျွန်တော်မပြောနိုင်သေးဘူးဒါတော့နှစ်ဖက်အားပြိုင်နေတဲ့ခါကျတော့ကျွန်တော်တို့တိုင်းရင်းသားတွေဘက်ကခေါင်းဆောင်တွေကလည်းပညာအမျိုးမျိုးရှိဖို့လိုတယ်နောက်ပြီးတော့နိုင်ငံရေးကျွမ်းကျင်ဖို့လိုတယ်ကျွန်တော်တိုင်းရင်းသားတွေဘက်ကလည်းဒီအခုဖြစ်နေတဲ့အခြေအနေကသိပညာသိပါတယ်အရင်တော့လို့အကြမ်းမဟုတ်တော့ခင်ညိုတော့လည်းမထိုးဘာညာတော့တခါလဲပြတ်တယ်နိုင်ငံရေးမပါအခုကျတော့ပညာသိပါတော့အနုနည်းရသိများလာတဲ့ကကျွန်တော်ခေါင်းဆောင်တွေကပို့ပြီးတော့စဉ်းစားရတယ်ကိုကမလိုက်ဘူးဆိုလဲနိုင်ငံခြားမှာကိုအကြမ်းဖက်သမားဟာလာလက်နဲ့ကင်ရင်လို့ကင်တယ်သူများလာခေါ်တော့မလုပ်ဘူးကိုကဘာလုပ်ပြန်တော့လဲထောင်ချောက်တဲ့ဝင်ကုန်လားဟာလာခဏကြာအလကားနေဟိုအပြစ်ခတ်ရလိုက်အလကားနေလက်နဲ့အလိုက်ဒုက္ခရောက်မလားဒါလည်းတစ်ခါပြန်စိုးရင်ရတယ်အဲ့နှစ်ဖက်ပြစ်နေတော့အခုချိန်နေမှာကျွန်တော်တိုင်းသားကောင်းတွေကဘာလုပ်တင်လဲဆိုတော့တစ်ဖွဲ့ချင်းတစ်ယောက်ချင်းစဉ်းစားတာအများမိမှာမဟုတ်ဘူးเนาะတစ်ဖက်ကကိုယ်အုပ်ချုပ်တဲ့လူတွေเนาะဒီလူမျိုးကြီးတွေမှာသူတို့မှာပို့ပြီးတော့ပညာတတ်ကြတယ်ပို့ပြီးတော့နိုင်ငံတကာအကြောင်းသိတယ်ကိုယ့်ထက်သိတယ်ဒါကြောင့်တိုင်းသားကောင်းတွေကတစ်ဖွဲ့ချင်းတစ်ယောက်ချင်းလောက်တာတဲ့တိုင်ပင်ပြီးတော့ဟေးတို့တော့ကရင်တော့ဒီလိုပြောတယ်ကွာအမော်တော့ဒီလိုပြောတယ်ကွာချင်းတော့ဒီလိုလာပြောနေပြီဟုတ်လားကချင်ကတော့ဒီလိုဖြစ်တယ်တော့ကွာကိုတိုင်ပင်ပြီးတော့ဟာဒါဆိုရင်တော့တို့ဒီလိုတူနေနိုင်တဲ့နီလန်းဒီလိုပြောရအောင်ဒီလိုတင်ပြရအောင်ပေါင်းပြီးတော့တိုက်ဖို့မဟုတ်ပေါင်းပြီးတော့ဟိုငြိမ်းချမ်းရအောင်စကားပြောဖို့ပေါင်းပြီးတော့တိုင်ပင်ပြီးတော့အကောင်းဆုံးတို့ဒီလိုလုပ်အောင်အဲ့ဒီလိုလုပ်တဲ့အချိန်တော့ကျွန်တော်အကြံပေးကြတယ်နောက်ပြီးတော့UNFC အနေနဲ့ဒီတရင်သား
အားလုံးကိုညီညွတ်ဖို့အကောင့်ထဲပေါ်ဖို့နဲ့ UNFC အနေနဲ့ဆက်ပြီးတော့ဘယ်လိုမလဲစီမံချက်ကတော့ UFC ရဲ့ roadmap ကတော့ရှိပြီးသားကြွေတွေ့မယ်ဆိုရင် UFC တွေ့မယ်တွေ့ပြီးတော့တကယ်ပဲတပြည်လုံးတိုင်းတာနဲ့ဟိုပြစ်ခတ်ရဖို့ပါဖို့ဖြစ်လာရင်တော့ UFC အဖွဲ့ဝင်မဟုတ်တဲ့လူတွေလည်းပါဟိုမှာဝါတော့မင်္ဂလာတော့RTS ဆို UFC မပါသေးတဲ့အဖွဲ့တွေရှိသေးတယ်လက်နဲ့ကိုင်သူတို့ကိုလည်းခေါ်ပြီးတော့စီဝေးမှာထိုင်အောင်ဒါမှကျွန်တော်တို့ပြီးပြတ်မှာ UFC ကအပြစ်ခတ်ရသေးကြသွားပြီဟိုရခိုင်တစ်ဖွဲ့ကကြံနေတယ်ပြစ်နေတော့မဲ့ဆိုလည်းဒါမဖြစ်ဘူးဟုတ်လားဟို DKB တစ်ဖွဲ့ကပြစ်နေတော့မဲ့ဆိုလည်းမဖြစ်ဘူးဒါကြောင့် UFC ရဲ့ပြင်ပကအဖွဲ့တွေလည်းပဲတကယ်သဘောတူတော့မယ်အခြေခံအဖြစ်ဒီဟိုရနာတော့မယ်ဟုတ်လားတနမပေါအောင်နေတော့မယ်ဆိုရင်အကုန်လုံးတိုင်ပင်ပြီးတော့စီကနေလောက်အောင်မပေါအောင်နေဖို့ကဒီလိုနေသူကဒီလိုနေကိုကတော့တနမပေါအောင်နေတယ်ဆိုရတက်ကတော့လူတွေဖြစ်လက်နက်တွေဖြစ်ကင်းဟိုပေါ့နေရာတွေအများကြီးတိုးလာတယ်ဟုတ်လားကတုတ်ကျင်းနဲ့လာတူးတယ်ဆိုရင်အဲ့ဒါမဖြစ်ဘူးဒါတော့နေရာချထားရမယ်တို့တော့လေဒါတက်ကဒီမှာပြန်နေတော်လိုင်းတက်တယ်ဒီမှာနေမပြင်းနဲ့အဲ့လိုတက်တဲ့နေရာချထားဖို့ဆိုတော့အရေးကြီးတယ်တက်တဲ့နေရာချထားတာမမှန်လို့ရှိရင်အပြစ်ခတ်ရတဲ့ပြောတာနဲ့ဒီတော်လိုင်းဘက်ကရှုံးသွားပြီရတဲ့အချိန်မှာဒီအစိုးရတက်တယ်အားလုံးရောက်နေပြီစကားပြောရင်လည်းရပ်ပြီးပြောတဲ့အချိန်မှာကိုကနေရာမရှိတော့ကိုနေတဲ့နေရာမှာအားလုံးအစိုးရတက်တယ်လာနေလိုက်ပြီဆိုရင်ကိုကရှုံးပြီပေါ့အဲ့လိုဖြစ်တတ်တယ်ဒါကြောင့်ပြစ်ခတ်ရဖို့မရဖို့ပြောတဲ့အချိန်မှာတက်တယ်ကိုပဲမထားလဲဆိုတာတော်တော်အရေးကြီးတယ်အဲ့ဒါကိုမစင်စားဘဲနဲ့တိုင်းရပ်ပြီလို့ပြောလို့တော်တော်ခက်တာဒါကြောင့်ဒီလိုကိစ္စတွေလုပ်ဖို့ကတိုင်းသားကောင်းတော့တွေကတယောက်တိုင်ပင်နေတယ်ဆွေးနွေးတဲ့နဲ့စူပေါပြီးတော့ဟိုပေါ့တင်းဖလှယ်တဲ့နဲ့အနေဆုံးပေါ့လေမဖွက်ထားဘူးကရင်တမျိုးပြောကချင်တမျိုးပြောဖြစ်မှာကြောက်ရတယ်ဒါကြောင့်ကိုယ်ပြောတဲ့ဟာကဖွင့်ဖွင့်လင်းလင်းတို့တော့ဒီလိုပြောတယ်ဟဲ့ဒီလိုတိုင်းသားထဲမှာပေါ့အဲ့ဒါလုံးတဲ့နဲ့လို့ဒါကျွန်တော်တို့ idea ပေါ့မိခွန်းနဲ့မပါတဲ့မိခွန်းကိုရှာဘမိုးကြီးအနေနဲ့ပါတော့ပြောချင်တယ်ဒီကျွန်တော်အမြင်ပေါ့လေဒီဗမာပြည်ကဒီကမ္ဘာအင်အားကြီးနိုင်ငံတွေအခုလာပြီးတော့အာရှမှာလာပြီးတော့ပြိုင်ဆိုင်မှုဖြစ်တဲ့ခါကျတော့အဲ့ဒီအင်အားကြီးနိုင်ငံတွေရဲ့အာဏာပြိုင်ဆိုင်မှုဖြစ်တဲ့အချိန်မှာဗမာပြည်ကလောလောဆယ်မှာစံပတ်ကွက်ဖြစ်လာတာတရုတ်ရဲ့ကြိုးစီးပွားတရုတ်ရဲ့လုံခြုံရေးဗမာပြည်အရေးကြီးတယ်ထို့တူပဲဗမာပြည်ပါဝင်ဒီအာရှမှာရှိတဲ့အမေရိကန်ရဲ့အကျိုးစီးပွားအမေရိကန်ရဲ့လုံခြုံရေးအမေရိကန်ရဲ့ဩဇာလည်းအရေးကြီးတယ်ဒီနှစ်ခုလာပြိုင်တဲ့အချိန်မှာဂျားထဲမှာဖြစ်တာတိုင်းသားတွေဖြစ်တယ်ဗမာပြည်ဖြစ်တယ်ဒါကြောင့်ဗမာပြည်မှာဒီလိုအခြေအနေကိုဖြစ်တယ်ဆိုတာလူများစုဖြစ်တဲ့ဗမာဥသိမ်းအစိုးရလည်းသိတယ်ဗမာစစ်တပ်ကလည်းသိတယ်ဒီအခြေအနေမျိုးမှာအရင်တော့ပုံစံအဟောင်းနဲ့လုပ်လို့မရတာဦးနေဝင်းပုံစံဗိုလ်ချုပ်ခင်ညွတ်ပုံစံလုပ်လို့မရတာပုံစံအသစ်ကိုသူကလုပ်ရတာပုံစံအသစ်မလုပ်ရင်အာဆီယံမှာမျက်နှာမလှဘူးเนาะတရုတ်နဲ့အမေရိကန်ကြားမှာလည်းနေလို့မရဘူးဟုတ်လားပြဿနာတွေအများကြီးဖြစ်နေတယ်ဒါကြောင့်သူတို့ကပုံစံအသစ်နဲ့လုပ်လာတဲ့ခါကျတော့ဒီပုံစံအသစ်ကိုကျွန်တော်တို့တိုင်းရင်းသားတွေကလည်းနားလည်ဖို့လိုတယ်တို့တိုင်းပြည်ကတို့ရဲ့ပြည်တွင်းကိစ္စကပြည်တွင်းမဆိုင်တော့မကတော့ဘူးဒေသပြဿနာဖြစ်လာပြီဒီကျွန်တော်တို့စူပါပါဝါတွေရဲ့အင်အားပြိုင်ဆိုင်မှုထဲမှာတို့ကပါလာပြီဒါကြောင့်ဒီကလိုနေရာမျိုးမှာတို့တိုင်းရင်းသားတွေကလည်းပြောတတ်ဆိုတတ်နေတတ်အောင်ညီညွတ်ရေးတည်ဆောက်တတ်ရင်တို့လိုချင်တဲ့အခွင့်အရေးအပြည့်မရတာဖက်ဒရယ်ပြည်ထောင်စုအပြည့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အပြည့်မရတာတော့90%လား60%လားဒီချိန်မှာလူရဲ့လောက်ရမယ့်အချိန်ဖြစ်လာတာအဲ့ဒါမလုတ်တတ်ရင်တော့အဲ့ဒီခွင့်ရမရတဲ့ပြင်ကိုနောက်ကိုယ့်ရဲ့အမျိုးသားနိုင်ငံရေးပါသိသွားနိုင်တယ်လုတ်တတ်ရင်တော့အပြည့်မရတော့မှရာခိုင်နှုန်းတချို့ရနိုင်တယ်အဲ့ဒါကိုကျွန်တော်ကထပ်လောင်းတတိပေးနေတာပေါ့ဗျာအဲဒီတိုင်းသားကောင်းဆောင်တွေအားလုံးပေါ့ဒါဆိုကျေးဇူးပဲဆရာอันไหนเป็น
ตัวแทน UNFC ขนาดที่เขาคาเลยมาต้องทำมันเหมือนได้เป็นที่ก็ยาวเมื่อนานให้เขาคาถูกดีคิดซึ่งคือในก็วนเอาอย่างเมื่อนังอันเขาคามาต้องทำที่ผมมุ่งคุณโอกาสเขาคันได้ก็บนนั้นสังเสริว่าผู้ตัวทีวีออนไลน์เขาขาดังเสียงสังเสริว่าใครมีขอถามมาดีหรือผู้หลายพอเสียมว่าขนาดเตรียมดีอันนั้นก็ทั่วสิบพวกมาสู้เขาขาเลยครับมือหนังกำมือหนังอันวัตถุอะไรอย่างมาอีเมลขามีแต่เดียวนี่ค่ะก็เป็นในวันปุ่นดาวันเหมือนในยินส้มขาที่อันไรด้วยทีวีออนไลน์เขาขาดังเสียงค่ะไปส่งค่ะ